အားလုံးပဲမင်္ဂလာပါ Daskai Hypertext ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ DeepSeek R2 AI model အသစ်အကြောင်းကိုပြောချင်ပါတယ်2025 January လ20ရက်နေ့ကတကမ္ဘာလုံးရဲ့နည်းပညာလောကအပြင် Stock Market နဲ့ Cryptocurrency များစွာကိုလှုပ်ခတ်စေခဲ့တဲ့ DeepSeek R1 AI ဟာနောက်ထပ်မျိုးဆက်ဖြစ်တဲ့ DeepSeek R2 ကိုထပ်မံပြင်ဆင်နေပါတယ် DeepSeek R1 ထွက်လာတော့က Apple App Store နဲ့ ChatGPT ကိုကြိုတက်ပြီးနံပါတ်1နေရာကိုရောက်ရှိခဲ့ပါတယ်DeepSeek R2 ကိုတော့မေလမှာထုတ်ပြန်မယ်လို့ရည်မှန်းထားပေမဲ့ OpenAI ကလည်း GPT 4.5 ကိုပြင်ဆင်နေပြီဖြစ်တာကြောင့် DeepSeek R2 ကိုမေလမတိုင်ခင်ထွက်လာနိုင်တယ်လို့ Reuters ကနေပြောထားတာပါ Reuters ရဲ့သုတေသနအရ DeepSeek ရဲ့စာရွက်စာတမ်းတွေကအမြတ်အစွန်းအတွက်လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခုထက်သုတေသနတစ်ခွဲခန်းတစ်ခုနဲ့ပိုတူတယ်လို့ဆိုထားပါတယ်အခြား AI ကုမ္ပဏီတွေကအမြတ်စွန်းမရရှိသေးတဲ့အချိန်မှာ DeepSeek ကတော့945ရာခိုင်နှုန်းအမြတ်ရရှိထားပြီလို့သိရပါတယ်OpenAI ကိုယ်တိုင်ကလည်း2024မှာဝင်ငွေဒေါ်လာ3.7 ဘီလီယံရရှိထားပေမဲ့ဒေါ်လာ5ဘီလီယံခန့်ဆုံးရှုံးထားပါတယ်။ Highflyer ရဲ့ founder တွေကတအူးဖြစ်တဲ့ Lian Wanfan ကပဲ DeepSeek ကိုတည်ထောင်ထားတာဖြစ်ပြီး DeepSeek ကိုမစတင်မီကတည်းက Highflyer ကရတဲ့ဝင်ငွေ90ရာခိုင်နှုန်းကို AI သုတေသနလုပ်ငန်းတွေအတွက်ပြန်လည်ရင်းနှီးထားခဲ့ပါတယ်။2022ခုနှစ်မှာ NVIDIA AM ချစ်တွေကိုတရုတ်ကိုတင်ပို့မှုရပ်ဆိုင်းခံခဲ့ရပါတယ်။ဒါပေမဲ့ DeepSeek ဟာ2020-2021ခုနှစ်ကတည်းကဝယ်ယူထားတဲ့ NVIDIA A100 chip 1000ခန့်နဲ့ Highflyer 2မှာ AI training တွေစတင်ပြုလုပ်နေပြီးတော့ Super Computer AI Cluster နှစ်ခုအတွက်ယွမ်1.2 ဘီလီယံအသုံးပြုခဲ့ပါတယ်။ DeepSeek ဟာ Open Source ဖြစ်ပြီးတည်ဆောက်ရာမှာလည်းကုန်ကျစရိတ်ကခြားသော AI တွေဖြစ်တဲ့ ChatGPT, Cloud နဲ့ Gemini တို့ထက်ကုန်ကျစရိတ် 90% သက်သာတဲ့အပြင် Reasoning, Coding, Calculation နဲ့ language ပိုင်းတွေမှာလည်းစဆောင်ရည်ကထင်ထားတာထက်ပိုကောင်းနေတာကိုဒီ comparison ချက်တွေအရသိနိုင်ပါတယ်ဒီချက်အရ reasoning and knowledge ပိုင်းမှာ ChatGPT O1 ထက် DeepSeek R1 ဟာ1% သာနည်းပြီး AI အားလုံးရဲ့ဒုတိယနေရာမှာရှိနေပါတယ် Agentic Coding Evaluation မှာဆိုရင်တော့ Cloud 3.7 က 67% နဲ့ DeepSeek R1 က 51% သာရှိသေးတာပါဒါကြောင့်ဒီတစ်ခေါက်မှာတော့ DeepSeek က R2 ကို coding နဲ့ language ပိုင်းမှာပို့ပြီးတော့အာရုံစိုက်မယ်လို့ဆိုထားပါတယ် DeepSeek ရဲ့ AI ဟာ Mixture Expert MOE နဲ့ Multi-Head Latent Attention MLA ဆိုတဲ့လင်းနှန်းတွေကိုအသုံးပြုပြီးတော့ပုံမထိရောက်တဲ့ AI ဆိုင်ရာဖြည့်ရှင်းမှုတွေကိုလှုပ်ဆောင်နိုင်ပါတယ်တရုတ်အစိုးရအဖွဲ့အစည်း73ခုနဲ့နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ10ခုတို့မှလည်းပဲ DeepSeek ကိုစတင်အသုံးပြုနေကြပြီးတော့နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Lenovo, Baidu နဲ့တရုတ်ရဲ့အကြီးဆုံး social app ဖြစ်တဲ့ WeChat ရဲ့ပိုင်ရှင်တန်းဆန်းလိုကုမ္ပဏီတွေကပါ DeepSeek ကိုပေါင်းစပ်အသုံးပြုနေကြပါပြီ။ဒါပေမဲ့လည်းအနောက်တိုင်းနိုင်ငံတွေကတော့ DeepSeek ရဲ့ privacy risk တွေကိုစိုးရိမ်နေကြပြီးတော့ Italy, Taiwan, Australia, South Korea, United States နဲ့ India စတဲ့နိုင်ငံတွေကပါ DeepSeek ကိုဘန်ထားခဲ့ကြပါတယ်။ဒါအပြင် DeepSeek ကိုဒီ government agency တွေကပါဘန်ခဲ့ကြတာပါ။ DeepSeek ထွက်လာပြီးနောက်January 29ရက်နေ့မှာအမေရိကန်သမ္မတ Donald Trump ကအခုလိုပြောကြားခဲ့ပါသေးတယ် The release of DeepSeek AI from a Chinese company should be a wake-up call for our industries that we need to be laser focused on competing to win because we have the greatest scientists in the world. အမေရိကန်အစိုးရကဘေကျင်းရဲ့ခေတ်မီ AI hardware တွေအသုံးပြုမှုကိုထိန်းချုပ်ဖို့ရည်ရွယ်ထားပြီးတော့ NVIDIA ရဲ့ AI ချစ်တွေကိုတရုတ်ကိုတင်ပို့မှုထိန်းချုပ်ဖို့ထပ်မံကန့်သတ်မှုတွေကိုမကြာသေးမီကပဲထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ဒီလိုပိတ်ပင်မှုတွေကြားကနေ DeepSeek R2 ကဘယ်လိုဖောက်ထွက်လာအောင်မလဲ။ DeepSeek R2 ဟာ OpenAI, Google နဲ့ Anthropic တို့ရဲ့ AI dominance ကိုချိန်ချောက်လာနိုင်မလား။မိတ်ဆွေတို့ရဲ့အမြင်ကို comment မှာမျှဝေပေးကြပါ။ AI နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေအတွက် Daskai Hypertext ကို subscribe လုပ်ပေးကြပါဦး။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။